အားလုံးပဲမင်္ဂလာပါအခုမြင်နေရတာကတော့အားလုံးဒီ type ပြဖြစ်တဲ့ပြုံးလည်းမျိုးအနည်းစခတ်မှရှိတဲ့တက်တော့ကြရုပ်ကွင်းဖြစ်ပါတယ်အခုဒီဗီဒီယိုလေးမှာတော့အခုမြင်နေရတဲ့တက်တော့ကြရုပ်ကွင်းရဲ့ထိပ်မှာရှိနေတဲ့တခြားအဆင့်ကမြင်ရတဲ့ဒီရုပ်ကွင်း view တွေကိုရောပြီးတော့လူတွေတိတ်ပြီးတော့မမြင်ဘူးတဲ့တောင်သားကြောင်ဝမ် view တွေကိုရောကျွန်တော်ဒီဗီဒီယိုလေးနဲ့မျှဝေပေးချင်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုအစောတိ like ခဲ့ကြည့်ပေးပါဦးအားလုံးပဲမင်္ဂလာပါအခုမနက်ခင်း6နာရီဖြစ်ပါတယ်ကျွန်တော်တို့ဒီမနက်ခင်းမှာဒီပြုံးလည်းအနည်းစခတ်မှရှိတဲ့တက်တော့ကြရုပ်ကွင်းကိုကျွန်တော်တို့9ချက်မြောက်ဆင်းမှာဖြစ်ပါတယ်来上麦路呀！来上麦对对吧？အခုရွေးဆွေးမလို့နေရမိုးတက်လေးရတော့တော်တော်လေးအေးပါတယ်အခုကကျွန်တော်တို့နှွေးဆိုပြီးမလို့မနေရမိုးတက်လေးတွေနဲ့ရွာထားတဲ့အတွက်ဘဝဝင်ကျန်လက်စင်းဆိုရှိတယ်ပြီးတော့ရာတီတို့ကလည်းမနက်ခင်းဆိုတော့တော်တော်လေးအေးပါတယ်အခုသွားတဲ့လမ်းကနေစဆင်းဆင်းမြင်ရတာဟိုဘက်တောင်နဲ့ကြောင်ဝမ်းနေတယ်မှာအဲ့လိုမြူမုံနေလဲထနေတာကိုတွေ့ပါတယ်အခုကျွန်တော်တို့လာသူ့မှာလူရှိရဖြစ်ပါတယ်အခုကျွန်တော်တို့ဟိုကတမမတပုံလောက်ရောက်ခဲ့ပါပြီအစင်းဆိုတော့နည်းတော့မြန်ပါတယ်ရင်းကလေးရှိရနော်ရင်းကလေးရှိတာဦးကျော်နဲ့ရှိတယ်ဦးကျော်ကဲကျွန်တော်တို့အခုဘုန်းကြီးကျောင်းဂွေးကိုရောက်ပါပြီဒါပြီးရင်ကျွန်တော်တို့ဆက်ပါမယ်对了啊！对，不那个推。ဟုတ်တယ်ဒီနေ့အောက်ပိုင်းထိုင်မယ်နေအဲ့ဒါဒီအောက်ပိုင်းထိုင်တော့ဒါပဲအဲ့လိုမလိုက်မယ်ဟုတ်ဒီတော့တစ်ဖြတ်ကလည်းလှုပ်တော့သူကလည်း line နေမိတယ်နော်ခုကျွန်တော်တို့တဖြည်းနဲ့ဒီကိုရအစောကိုရောက်တော့မှဖြစ်ပါတယ်ခုကျွန်တော်မနေ့ခဲဆိုတော့ဒီဒီကွင်းကိုအတက်ဆက်လို့တဲ့သူတွေလည်းမရှိဘူးပေါ့နော်ကျွန်တော်တို့ဖွဲ့တည်တယ်ပဲရှိပါတယ်အားပဲအဆင်ပြေလားပြေပါတယ်ခုဆိုတော့ကျွန်တော်တို့ဒီကွင်းအောက်ခြေကိုရောက်ခံနေပါပြီအခုကျွန်တော်ဒီအဆင်းလေးပြီးရင်တော့ဒီကွင်းကိုရောက်ပါပြီတစ်ပင်တွေနဲ့ကျွန်တော်ချင်းငတ်တန်တွေနဲ့ရေကွေးရေစည်းတန်တွေနဲ့အရန်ကိုတာယာငိမ့်ညောင်းတဲ့မနက်ခင်းလေးမှာကျွန်တော်တို့အရန်ကိုတာယာအေးချမ်းတဲ့နေရာလေးကိုကျွန်တော်တို့ရောက်ပါပြီဟောကျွန်တော်တို့အခုပါဒီမှာဖျားလေးလည်းဖူးရင်းနဲ့ကျွန်တော်တို့ဟိုမှာနောက်မှာရေကွေးလေးကိုလည်းလှမ်းမြင်ရပါတယ်ကဲကျွန်တော်တို့အခုနောက်ဆုံးတော့ကတကြရေကွေးရအောက်ထက်ကိုရောက်ခဲ့ပါပြီဒါတော့ကျွန်တော်တို့အတွက်တကယ်ကိုပဲ9ချိန်မြောက်ရေကွေးခီးဖြစ်ပါတယ်ဒါဘယ်ချိန်ညလာရေကွေးမှာနှစ်ချိန်ညမင်းနိုင်ရောတော့ဆက်ခါလောက်ရှိရောမင်းသူဆိုမကြီးတော့မကြီးတဲ့နိုင်တော့ဘာကောင်းလိုက်တာဟဲ့ရေကွေးဘယ်ချိန်ညလဲ၄ချိန်ညအဖို့၃ချိန်ညအပန်းမကြီးတဲ့နိုင်တော့လားမကြီးတဲ့နိုင်တော့ပါဘူးပြင်းလင်းတူဆိုတာရေကွေးရောက်ပါပြီအခုကျွန်တော်တို့နေရာဒီရေတကွင်းကိုရောက်ပါပြီဒီနေရာဒီမှာမြင်ရတဲ့ရေတကွင်းကတော့အခုလိုပဲကြီးကြီးလေးလေးအေးအေးဆေးဆေးညင်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 လေးနဲ့စီးနေတာဖြစ်ပါတယ်โอ้1 2 3 go သူမနေ့ကအစောကြီးဖြစ်တဲ့အတွက်အခုရေတကွင်းမှာတော့ကျွန်တော်တို့အဖွဲ့တွေကလွဲပြီးတော့တခြားအဖွဲ့တွေမရှိပါဘူးရန်ကောင်းပါလေရန်မိုက်တယ်နော်မိုးအုပ်နေတယ်ရန်မိုက်တယ်နော်မိုက်တယ်အေးစစ်တနေ့ကလာနေရေစဲလိုက်တော့မိုင်းမှာနော်ကျွန်တော်နဲ့ပြောကောင်းလေးတာဒီအိတ်လိုက်ခါစားလိုက်အိတ်လိုက်ခါစားလိုက်တော့အဲ့တော့မှာနော်အော်အခုဒီနေရာတွေကနေဆိုလို့ရှိရင်ကျွန်တော်တို့ရေနွေးချင်လေးတောက်ရင်းနဲ့အစားတောက်လေးလည်းမှာစားလို့ရပါတယ်ก็ทมิซีซันလေးရယ်ကျွန်တော်ရေနွေးချင်လေးရယ်ဒီရေနွေးကမှထိုင်စားလို့ကောင်းပါတယ်ကောင်းကောင်းမမကောင်းကာဗွန်ဖြည့်လိုက်တော့အကျော်ပုံစံမျိုးပြင်ရဒီလိုကလူပုံတော့မပြင်ခိုင်းနေပါဘာမှမစားဘူး
ကမီဒီရယ်အခုကျွန်တော်တို့ရေဒီကွန်ကနေပြန်တက်ပါတော့မယ်ကျွန်တော်ပြန်တက်မှာတော့ကျွန်တော်အခုဆင်းခဲ့တဲ့ကွန်ကရစ်လမ်းနေမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီမှာပေါ့နော်ဒေသခံလမ်းပြတယောက်ပြပေးမယ်ဒီရေဒီကွန်အဆင့်ဆင့်ကိုပြန်ကြည့်ရင်းနဲ့ကျွန်တော်တော်လမ်းနေတက်မှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်လည်းတစ်ခါမှမတော်ဘူးတဲ့လမ်းနေပြန်တက်မှာဖြစ်တဲ့အတွက်စိတ်လှုပ်ရှားတယ်အားလုံးလည်းဘလို့အတွေ့အကြုံလေးရှိမလဲဆိုတာကိုသိရဖို့အတွက်လိုက်ခဲ့ကြည့်ပြပါဦးအခုကျွန်တော်တို့ရေဒီကွန်ကနေကျွန်တော်တို့ပုံမှန်သွားနေကြဒီလမ်းနေမဟုတ်ဘဲနဲ့အခုဒီဒေါ်လာလေးကနေကျွန်တော်တို့တက်မှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဘွဲ့ရဲ့ခေါင်းဆောင်ကလေးပေါ်ကြီးဦးကျော်မင်းဖြစ်ပါတယ်ခင်ဗျာအငယ်ဆုံးလေးပါတက်ကြွဆုံးလေးပါဒီနောက်မှာတော့ကျွန်တော်တို့ရဲ့ဒုတိယကလေးပေါ်မခေါ်သည်ဖြစ်ပါတယ်ဒီဒေါ်လာကနေစတက်ပါပြီဒီလိုဒေါ်လာကနေတစ်ခါမှတက်ဆင်းမလို့ဘူးဒါလုံးဝ very first time ဖြစ်ပါတယ်မိုက်တယ် high ဖြစ်သွားပြီနော်ကြိုက်တယ်ကဲအခုကျွန်တော်တို့ဟိုမှာမြင်ရရေဒီကွန်ကနေတော်လန့်နေစတက်ခဲ့ပါပြီဒီနေ့တော့ချောမှာနော်မူးရထားတာမရပါတယ်ခလောက်လေးတွေအဆင်ပြေပါတယ်သားတွေပိန်နေတင်းနေပြီသွေးဝဲတဲ့ပိန်နေသွေးဝဲတဲ့ဒါတော့ကျွန်တော်တို့စတက်တဲ့ချင်းတော်လန့်နေဘေးတိုက်နေရရေဒီကွန်မြင်မှုဖြစ်ပါတယ်ဟုတ်တယ်လာတယ်ဟုတ်ကဲ့မကောရိုင်အောင်မယ်လုံးနေတာနော်ဥကျော်နေတိုင်းလိုက်စားလို့တယ်ဟိုတော့မရဘူးပဲကျူးပြစ်တော့တော်ပြီးတော့လာတော့ကြောက်ခဲနေတော့ဒီနိုင်ကြတယ်ဟဲ့ရငါဘာတင်းတော့နေရလဲအပန်တော့ကြောက်ခဲနေနေဟိုမိုက်တယ်လာမှာဟိုတကယ်လုံးဝမထိတ်ပေးဘူးဟုတ်ကဲ့မယ်မြေဘဝတောင်းရမ်းတတိယရတယ်ချင်းအောင်ကိုတတိယသွားလားချင်းအောင်မခေါ်ဒီချင်းအောင်လဲခေါင်းတော့ကဲကောင်းတော့ဟုတ်ဟာတော်လန်းတော့အခုလိုပဲကြောက်တုံးနေကဘာတွေကိုဖြတ်ပြီးတော့တဲ့တာဖြစ်ပါတယ်မောပြီလားဖိုက်တယ်ကျွန်တော်တို့သွားနေတဲ့တော်လန်းရတော့မိုးရွာပဲဆိုတော့တော်တော်လေးတိတိကျကျသွားရမယ်လမ်းဖြစ်ပါတယ်ဘေးမှာအခုလိုကြောက်ကဘားကြီးလည်းရှိပါတယ်ဖိုက်တယ်မှာဦးကျော်နောက်ဆုံးလိုက်တာစူပါလေးတွေမရှိရလို့အေးစေးပါတက်ခွဲဖို့ဟောအခုသူရရှယ်ပဲပေါ့ကျွန်တော်တို့ရေဒီကွန်ရဲ့ထိတ်မှာဒုတိယထပ်ပဲရှိတယ်အဲ့ဒါကျွန်တော်ဟိုအောက်ကနေမြင်ရတဲ့ရေဒီကွန်ထိတ်မလားဟာမိုက်ပြီဟာငါမမခဲဒါတော့ကျွန်တော်တို့အောက်ကနေကျွန်တော်တို့ပြင်ရတဲ့ဟိုးရေဒီကွန်ထိတ်ရဲ့နေရာဖြစ်ပါတယ်အခုအဲ့ထိတ်ကိုရောက်ပါပြီဟိုးမိုးပြားခဏခဏတင်းပါလားအော်လာလိုက်တာအိုးဟုတ်လားအိုးဟိုမှာညပြရရပါလေနော်နာတာဝတာအိုးလာလိုက်တာနာတာဝခုနလိုပဲတော့တွေ့ရမြေရခဲတဲ့ဓာတ်တကြရေတကွရဲ့အပေါ်တစ်စစ်ဖြစ်ပါတယ်အခုကျွန်တော်တို့ဒီကနေဆိုလို့ရှိရင်ဟိုးအောက်မှာကျွန်တော်တို့လူတိုင်းသွားနေကြဖျားလေးရှိတဲ့ရေတကွဖြစ်ပါတယ်အခုကျွန်တော်အောက်ကနေမြင်ရတဲ့ရေတကွထိတ်ကဒီနေရာဖြစ်ပါတယ်ဒါကျွန်တော်တို့တွေရေဒီကွယ်အောက်ချီကနေတက်လာမယ်ဆိုလို့ရှိရင်ဒုတိယအဆင့်ရေဒီကွယ်ဖြစ်ပါတယ်
အခုဒါတော့ကျွန်တော်တို့ခုနမြင်ရတဲ့ရေတကွင်းကိုအနီးကပ်မြင်ရတာဖြစ်ပါတယ်ဒါလည်းဓာတ်တကြရေတကွင်းရဲ့အပေါ်တစ်ဆက်ဖြစ်ပါတယ်哦，烂个吧，烂个没有呢。好啦。不咯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 。နည်းနည်းတော့ရေဆိုပါလေ 哦，那那耶稣吗？我们明年呢，话烂高呢，你明年你问嘛？哦。 ဝင်မရပါမှာ ဟုတ်ပါလေ နိုင်ကိုထဲမှာပါရှိတော့ ဒါမျိုးပဲရှိမှာပေါ့အဲဩ တရားဆန်လို့တော့ကောင်းပါတော့ အခုကျွန်တော်တို့အခုနာဒီတကွေကနေဒီတော်လန်တိုင်းပဲဆက်ပြီးတော့တက်ခဲ့ကြပါပြီဟာအခုကျွန်တော်တို့ဝေယုံတော်တစ်ခုကိုရောက်ပါပြီဟောဒီဝေယုံတော်ကဘယ်သွားလဲလည်းမသိဘူးဟောဒီကပဲဒီအပေါ်ကဘယ်သွားอ๋อဒါကကြဖျားကိုသွားတာအော်ဟုတ်ပြီဟုတ်ပြီအောက်မှာတောင်းတက်ပြီးခဲ့ပြီနော်ဒါ၄တက်မြောက်နော်ဒါ၄တက်မြောက်အခုကျွန်တော်တို့တောင်းတက်မြောက်ကနေအခု၄တက်မြောက်ရေဒီကိုရောက်ပါပြီအခုဒါကတော့ကျွန်တော်တို့ဒီဝေယုံတော်လေးကိုဖြတ်ပြီးတော့တွားရတာဖြစ်ပါတယ်အခုဒါကတော့လေးထက်ညမှာတွေ့ရတဲ့ရေဒီကွန်းဖြစ်ပါတယ်ဟောမလိုက်တာအိုးမိုက်တာနော်ဒီကနေလည်းဆင်းနေစီးသွားပါပေါ့ဒါတော့ရေဒီကွန်းကြီးအကြီးတော့မမြင်အောင်နော်အခုကျွန်တော်ဟိုဘက်ကားကိုကူးပြီးတော့ဒီကွယ်လေးကိုရက်ကြည့်လိုက်ရတော့ဒီမှာဖြစ်ပါတယ်အေးစိတ်နေရပဲဘောမြန်မိုက်တယ်အခုဒီရေတခွေကျွန်တော်တို့၄စင်းမြတ်ကနေဟိုအောက်ကိုလက်မြင်နေရတာလည်းအများမိုက်ပါတယ်။အိုးမလိုက်တာ။အခုကျွန်တော်တို့ဒီရေတခွေကနေနောက်တစ်နေရာကိုဆက်ကူပါအောင်မယ်။လိုက်ခဲ့ကြည့်ပြပါဦး။အခုဒါတော့ကျွန်တော်တို့ဒီရေတကွဲအဆင့်မှာရှိတယ်ဖျားလေးရှိတယ်ဆိုတော့အဲ့နေရာလေးကိုတော့ဖူးမှဖြစ်ပါတယ်အခုဒါတော့ကျွန်တော်ဒီအဆင့်မှာတွေ့ရတဲ့ဖျားလေးကိုသွားတဲ့အချိန်မှာအခုချောင်းလေးကိုဆက်ပြီးတော့ဖူးရပါတယ်နည်းနည်းချော်တယ်နော်အော်စီးပြီလားကျွန်တော်တို့တော့ဖူးတဲ့ဖျားကိုရောက်ပါပြီဖမ်းတော့ဖျားနဲ့ရေတကွန်နဲ့ကက်ရဆိုဟောမှာဒါကလမ်းပြဘူးလမ်းပြလာမှရောက်တာဒီညာဖျားပါဖျားတာ
တို့ငါးတက်မြောက်ပါ ဒါဘောအဘောဆုံးကြီးတွေနော် ဟောငါးတက်မြောက်ရေပေါ့စမ်းကြဟိုဘက်တခြားရေခန်းသွား ဩ ဒီကမြောက်ဟိုကွာကောက်သွားတယ် မိုးရင်းဆိုပို့လာမှာနော်မိုးရင်းဆိုဒီကလာလို့ရလား ရရရနော်လာလေရမချော်ဘူးမှာ ဒါပေမဲ့အခုလိုကြောက်လန်းတော့မချော်ဘူးလေနော် ပုံမှန်နိုင်မဲ့မှာဒီဖျားကိုလေကြည့်ကြည့်ပြန်ပြီးတော့ကြည့်ကြည့်အမဝိုင်းတိုင်းပါတော့ငါတောက်နေတာငါဆက်လာတယ်ဘိုးဘက်ကရုပ်ကိုနေနေကိုတင်ရတာဒီဒီนี่အမရောက်တော့မှကားကြည့်ကိုပေါ်ဖျားကြီးကိုရောက်ရုပ်ကိုနေနေဟိုအပြင်နောက်မှာပဲ ခုဟိုဘက်ထိပ်မှာမြင်နေရတာကတော့ကျွန်တော်တို့အနီးစကန်ကနေလာလို့ရှိရင်ကျွန်တော်တို့တခြားရေတွေကိုမစင်ကမှာပေါ်ဆုံးမှာတွေ့ရတဲ့ရေတွေကိုနဲ့ဖျားဖြစ်ပါတယ် အဲ့မွေးကတော့လည်းတစ်ပြစ်လမ်းပြန်ငားတာပဲဟုတ်အဲ့ကမွေးကတော့တပုတ်တည်းရထားတာတပိရှိတယ် နဲ့တွေ့ထားတယ် မိတိစိန်တော့ဒီမှာလိုက်ရတာဗော ဟုတ်တယ်ဒီမှာမိတိကဖျားကဒီဖျားလိုက်တော့ရခက်ခက်တက်လာတယ်ဖျားလေတော့ဒီဖျားအဲ့ဒီဖျားမှာအမတို့ကိုရော မိတိစိန်ရုပ်ရှင်ကတော့ကျွန်တော်တို့မကြည့်လိုက်ရဘူးလေ တော်တော်မိုက်တယ် မိတိစိန်ရုပ်ရှင်ကားထဲမှာမွေးကိုလာပြီးတော့ အဲ့မိုးပြဖျားဒီတော့လမ်းကိုလမ်းပြပြတပိလမ်းပြပြသူနဲ့တပုံလူတွေ့ထား ရုပ်ရှင်ထဲမှာလည်းမပါလား ပါတယ် မပါဘူး ဝိုင်းဝီကူလုပ်ပြရ ဝါပဲကလို့ပြရတာဟုတ်ပြီဟုတ်ပြီ တော့လည်းကီပါညာထားမိတာတဲ့ပြရတယ် ဟုတ်ပြီဟုတ်ပြီ ဖျားလည်းအလူလူထည့်ပါကြတယ်ဟိုကတော့အလူကံဖလားလို့မလို့စကားလောက်ထည့်သွားလို့ရတယ် ဟုတ်ကဲ့အားကြအကုန်လုံးချစ်ချင်လာတာဗော အချစ်ချင်းလာတာပဲပုံတက်ခဲ့ရသူကင်မရာမန်နဲ့ကင်မရာအိတ်တွေတမီးပဲသွားတယ်ပြီးရတာဟုတ်ပြန်လာပြီးချသူသမင်းမှုတွေသမင်းကြိုက်တွေဒီမှာချကင်မရာမန်နဲ့ဒီတွေထမ်းသမိုင်းနဲ့လာထမ်းတယ်ရ ဟုတ်ပြီဟုတ်ပြီအခုကျွန်တော်တို့အခုနဖျားလေးကြံနေပြန်ခဲ့ပါပြီဒါပြီးတော့အပေါ်ဆုံးမှာတစ်ဆင့်ကြံနေတဲ့ရေတွေကိုဆက်ပြီးတက်ရင်းနဲ့ကျွန်တော်တို့အပေါ်ဆုံးကပ်ပါကင်ကိုပြန်มาဖြစ်ပါတယ်ခုဒါတော့ကျွန်တော်တို့ရေတွေရဲ့အပေါ်ဆုံးအဆင့်ကိုတက်နေပြီဖြစ်ပါတယ်ဒီကနေဒီနေရာလေးနောက်ကိုပြန်ကြည့်တော့ဒီလိုမြင်မှာဖြစ်ပါတယ်ခုစတော့ကျွန်တော်ထက်ကိုရောက်ကနေပြီးတော့ထင်ပါတယ်ခုဒါတော့ကျွန်တော်ပေါ်ရောက်ခိုင်းနားနေဖြစ်ပါတယ်တော်တော်လေးတော့ထိစောရောက်ခိုင်းနေတဲ့အချိန်မှာတော်တော်လေးတော့ရမ်းမှတ်တယ်ရတော့ပြီခုကျွန်တော်တို့အပေါ်ဆုံးတောင်ထိပ်ကိုရောက်ပါပြီအခုကျွန်တော်တို့အဆင်းမှာကွန်ကရစ်လဲဆိုပြီးပြန်มาတော့တော်လန်းဆင်းစကိုပြည့်ပြီးတက်ခဲ့ပါတယ်အခုအပေါ်ကိုစစ်စမှုပြရောက်ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်အခုလိုပဲကျွန်တော်ရဲ့ဗီဒီယိုလေးမှာထပ်ပြီးတော့တွေ့ကြပါဦးမယ်ဘိုင်ဘိုင်